ယောဂဖြစ်ပြီးတိတ်ဆုံးသွားတဲ့လူတွေအစာရည်စာပြတ်ပြီးတိတ်ဆုံးသွားတဲ့လူတွေအများကြီးပဲเนาะဒီရထားလမ်းဖောက်နေနေစစ်သားနဲ့တူချောက်နေရတယ်ရှောက်မြေကြီးလမ်းတော့ရောက်ပါပြီခုကျွန်တော်တို့ကဒီမှာပါကျွန်တော်တို့သွားမှာဒီဘက်ကိုသွားတော့ဒီဘက်မှာဒီမှာ Hellfire Pass ဒီနေရာအဓိကသွားနေတာပေါ့နော်အဲကျွန်တော်ညာရှိတယ်ကဲအဲ့ဒီမှာ audio ငားလာမယ်ဆိုရင် audio နံပါတ်4ဖွင့်နားထောင်အောင်ဆိုရင်သူပြောပြအောင်ပေါ့နော်ညာဘက်ကိုသွားပါညာပါလေခုနမင်းကဗာမေးလိုက်လို့လေသူတို့နာ short တိုးတဲ့လမ်းအောင်သွားမှာလားရှည်တဲ့လမ်းအောင်သွားမှာလားကျွန်တော်တို့တိုးတဲ့လမ်းအောင်သွားမှာဆိုတော့ audio ယူမလားယူတော့ဥပေါ်ကြီးတော့ယူမှာပြရတယ်မြည်ပြီးတော့အော်လေတော့တိုးတဲ့လမ်း45မိနစ်လောက်တောင်းတိုင်းကြီးကလည်းရှယ်ပဲတော်တော်လှဗျမြင်နေရထိုင်နားရနေရလေးတွေလုတ်ပြီးထားတယ်ရှေ့မှာလေးချီရှိရချင်းစစ်သားကျွန်တော်ထင်တယ်သူတို့က campaign လုပ်နေတယ်ထင် campaign လုပ်တာလားဒါမှ Torrent training ဆင်းလာတာမဟုတ်ဘူးဒီကการสบายครับก็คือพอดีฐานนักเรียนมาฝึกครับก็เลยจะถามหน่อยนักเรียนระวังหลังมีนักท่องเที่ยวระวังหลังဖုန်းတွေမှာတည့်လာကြပဲစစ်သားနဲ့တူချောက်နေရတယ်ရှောက်အဲဒီမှာရထားတယ်လို့ဒါလမ်းပိုင်းလေးပါဟုတ်အများကြီးပဲဗျာသူတို့လည်းပြန်မရဘူးဒီမှာဟောရရှိတယ်တစ်ချက်တစ်ချက်ရန်နေထားပြီးမောင်းနေအောင်နော်ဟုတ်ပါဒီနေရာရောက် audio နံပါတ်7နားထောင်လို့ရဟုတ်ကြော်ကင်လောက်ပါပြီဒီကလေးရွေးနေပါနော်ချော်ဝေးတယ်တနက်တူဟောအပြင်ဘက်ကိုပတ်ဝင်လာမယ်ဆိုတော့ဒီဘက်ဆိုဘာဖြစ်မလဲတော့မသိဘူးတော့ဒီနေရာရောက်လာပြီပေါ့နော်ရှေ့မှာတော့စစ်သားတွေကဆက်သွားနေအောင်ဒါကတော့ဒီဗမာ Thailand Railway Statue 1942ကနေ1945ခုနှစ်ထိ3နှစ်ကြာတယ်သူတို့ဖောက်လို့တယ်ဘယ်လိုပြောချင်လဲဒီမှာဒီကိုရောက်ပြီဆိုရင်တော့ audio ကတ်ငားလာတယ်ဆိုရင်တော့ audio နံပါတ်7ကိုဖွင့်ပြီးနားထောင်ပြီးတော့ကိုမြေပုံနဲ့ကြည့်လို့ရတယ်ဘယ်ကိုဆက်သွားမှလဲလုပ်လို့ရတယ်ပေါ့နော်ကဲကျွန်တော်ဆက်သွားလိုက်ပါအောင်မယ်နောက်ပြီးတော့ဒီမှာမိုက်တယ်ဗျကဲတခုခုဆိုရင်ဒီမှာ emergency call ရှိရယ်ဒီကလိုလေးကိုနှိပ်လိုက်တာနဲ့သက်ဆိုင်ရာဌာနကိုရောက်တော့လာကဲအောင်ကဲဆက်သွားကြမယ်တော်ရဲဦးကျွန်တော်ဒီရထားလမ်းအကြောင်းကျွန်တော်သိသလောက်ပြောရမယ်ဆိုရင်တို့ကဒီဒုတိယကမ္ဘာစစ်ကာလအတွင်းမှာဂျပန်စစ်နိုင်ရဲ့အချိန်ပေါ့အချိန်မှာဒီမြန်မာနဲ့ထိုင်းကိုရထားလမ်းဖောက်တာပေါ့နော်ဖောက်တဲ့အချိန်မှာသူတို့ကအဓိကတော့ဒီစစ်သုံးပန်နေမဟာမိတ်စစ်သုံးပန်နေရဲ့ပြီးလို့ရှိရင်ဒီအေရှားလူတွေပေါ့နော်မြန်မာတွေရောထိုင်းတွေရောတရုတ်တွေရောမလေးတွေရောအဲ့လိုအစုံပေါ့နော်အိန္ဒိယတွေရောအဲ့လိုမျိုးအေရှားလူပေါင်း2သိန်းခွဲလောက်ရှိမယ်သူတို့ဖောက်လုပ်ခဲ့ရတာပေါ့နော်ဖောက်လုပ်တဲ့အချိန်မှာလည်းဂျပန်ကတော့ရုပ်ရှင်တွေမှာမြင်မှုတဲ့အတိုင်းအစာရည်စာလောင်းငန်းမကျွေးတာတို့ပြီးလို့ရှိရင်ယောဂတွေဖြစ်ရင်လည်းကောင်းကောင်းမကုပေးတာတို့ပြီးလို့ရှိရင်နှိပ်စက်တာတို့အဲ့လို physical abuse တွေလည်းလုပ်တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ယောဂဖြစ်ပြီးတိတ်ဆုံးသွားတဲ့လူတွေအစာရည်စာပြတ်ပြီးတိတ်ဆုံးသွားတဲ့လူတွေအများကြီးပေါ့နော်ဒီရထားလမ်းဖောက်နေနေကျွန်တော်ပြောရင်းနဲ့ဝမ်းနေလာပြီတကယ်ပြောတာမရှိနဲ့နောက်တယ်မနောက်နဲ့အဲ့လိုမျိုးအခုကျွန်တော်တို့သွားနေတဲ့နေရာဆိုရင်လည်းသူကမြန်မာတွေလည်းအများရှိပါအဓိကအဲကြောက်ဆောင်ကြီးကိုဖောက်တဲ့အချိန်ပေါ့နော်သူနာမည်ပေးရတာ Hellfire Pass လို့ပြောတာပဲ Hellfire Pass ဆိုတာ
ငရဲမီလို့ငရဲမီနဲ့တူတဲ့နေရာပေါ့နော်ဖြတ်သွားတဲ့နေရာလို့ပြောချင်တာဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့သူတို့အဲ့ဒီနေရာမှာသူတို့ယထာလန်းဖောက်တော့သူတို့ရတနေ့လုံးတစ်ညလုံးဖောက်ရဗျာတနေ့လုံးတစ်ညလုံးဖောက်တဲ့အချိန်မှာသူတို့တုံးတာရေနံစီမီးအိမ်အဲ့ခက်ကရေနံစီမီးအိမ်ရယ်နောက်ပြီးတော့ဓမီးကြီးပေါ့နော်ဓမီးဝါရောင်ကြီးတုံးပြီးတော့အဲ့လိုဖောက်ရအဲ့ကြောက်တောင်ကြီးကိုဖောက်တဲ့အချိန်မှာညဘက်ဆိုတော့ရေနံစီမီးနဲ့ဓမီးဝါကြီးတွေကကြောက်ဆောင်မှာမီးအလင်းပြန်တော့အဲ့နေရာဘယ်လိုဖြစ်နေလဲဆိုတော့ငရဲပြည်နဲ့တူနေရအောင်နော်ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာတွေ့ဆိုငရဲပြည်ဆိုတာအဲ့လိုမျိုးအနီရောင်မီးတောက်ကြီးနေလို့အဲ့လိုကြောက်ဆောင်မှာအလင်းပြန်အားကြောင့်အဲ့နေရာကို Hellfire Pass လို့နာမည်ပေးတာပေါ့နော်အဲ့နေရာမှာသူတို့ကဘဲဟန်းတော့မဟုတ်ဘူးသူတို့ပစ္စည်းကိရိယာရှိမှာပေါ့နော်အဲ့ဒါနဲ့လူတွေကိုယ်တိုင်ဖောက်ခဲ့ရတာပေါ့နော်ဒီဘက်ခေတ်လို့စက်ပစ္စည်းမရှိတော့ပင်မဟိုတွေးတော့မတွေးကြည့်ရအဲ့လိုသမိုင်းဝင်နေရအောင်ကျွန်တော်အခုသွားနေရပါရှိမှာတော့တစ်စိတ်တော့ရှိတယ်ဒါတော့ကျွန်တော်ထင်တယ်ចောင်းသားတွေပေါ့နော်ထိုင်းကသူတို့ကသက်ရှင်နေပြည့်ရနဲ့မဲနိုင်ပြီးတော့စစ်မှုထမ်းရတယ်ဆိုတော့အဲ့လိုမျိုးအဲ့ဒီကចောင်းသားလေးထင်ပါတယ်မဟုတ်ခုနကသူတို့ပြောနေရတော့ဟိုဟာတဲ့ credit score ရအောင်လို့ဟိုကပြတာတဲ့အေးပေါ့ចောင်းသားတွေ credit score ရအောင်လို့ဒါသူတို့ရဲ့ចောင်းမှာပါမယ် activity တခုပေါ့အေးအဲ့လိုဟိုင်းနော်ခဏနေနဲ့တကယ်ကန်ရကျောင်းကူကတော့ဟိုကြီးကသူတို့ရခိုင်းလိုက်လို့ကျွန်တော်မြန်လျှောက်လို့ရပါမှာနော်ကျွန်တော်လမ်းပေးလိုက်တော့ဟိုကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အမြန်ပြန်အောင်နော်ဘာလို့လဲဆိုတော့ကျွန်တော်မိုးမချုပ်ခင်ကမ်မစ်ဆိုင်ကိုသွားအောင်ဆိုတော့အကြောင်းမို့ပါဟောင်းရှိမှာတုတ်ရဒါလေးကင်မျိုးရောက်လေဒီကိုကကျွန်တော်ရက်ဆောင်ပေးရအောင်ကျွန်တော်မြန်သွားပေးရအောင်မောနေတာ ဟောပါကျွန်တော်များဝီးကျန်တတိမကတော့ဒါအရှိကြီးကျန်နေရအောင်ဒါကျွန်တော်တို့အသက်ရှေ့ကိုရောက်အောင်လို့ဆောင်ပေးနေအောင်ကျွန်တော်နေနဲ့သွားအောင်စိတ်လုံးဝဝိုင်းကြည့်နေတဲ့တန်ကြီးကိုခံပြီးတော့ဖြတ်ရှောက်နေပါတယ်